မင်္ဂလာပါသတင်းတုတ္တနဲ့ကျမ်းမာရေးအကြောင်းအရာတွေတင်ဆက်ပေးနေတဲ့ CLGK Channel ကနှုတ်ခွန်းဆက်ပါတယ်ဒီနေ့ပြောမယ့်ခေါင်းစဉ်ကကြောက်ကပ်ယောဂအတွက်မျှော်လင့်ချက်နတ်စီးပင်ဒါကိုပြောတဲ့မပြောတဲ့တော်တော်ချိန်ဆခဲ့ရတယ် post တင်ပြီးတော့ YouTube ကြည့်တဲ့ပြည်သက်တွေနားထောင်တဲ့ပြည်သက်တွေကိုမေးရတယ်ဒါလေးကိုတင်သင့်သလားဆိုရင်အကြံတောင်းရတာပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီဆေးပင်နတ်ဆေးပင်လို့အခုတင်စားပြီးပြောလိုက်တဲ့အပြင်မြန်မာပြည်မှာမပေါက်ဘူးဒါပေမဲ့စိုက်မယ်ဆိုရင်လည်းဖြစ်နိုင်တယ်ကြောက်ကယောဂကြီးတော်တော်များများကိုလည်းပျောက်စီတယ်စီကီဒီသမားတွေအတွက်မျှော်လင့်ချက်ရောင်ကြီးလည်းအများကြီးရှိတယ်သူတေသနာတွေကနော်ဒါကြောင့်သူတို့ကလည်းပြောပါလို့ပြောတယ်ကိုကလည်းမှန်တော့ပြောချင်ပါတယ်ဒါပေမဲ့တချို့ကကြတော့မြန်မာပြည်မှာမပေါက်ပဲဘာလို့ပြောလဲသူစီလိုပေါက်ရှာပြီးတော့မမတ်ရိုင်း comment ဒီမှာဆဲတဲ့လူတွေကလည်းရှိသေးတယ်ဆိုတော့တခါကြောက်လဲစေတနာပြက်သွားတော့မပြောချင်ဘူးပေါ့နော်အခုပြောမှာကတော့ကြောက်ကယောဂအတွက်နှက်ဆေးပင်ဆိုတာဘာလဲဆိုရူဘာလို့ခေါ်တယ်ဆိုတော့ရူဘာနော်အဲ့တော့ဒီဟာနည်းနည်းလေးတော့ရှည်လိမ့်မယ်ကိုမှာကြောက်ကယောဂရှိမနေဘူးကိုချစ်ရတဲ့သူတွေကိုခင်ရတဲ့သူတွေမှာကြောက်ကယောဂရှိမနေဘူးပြင်းနေဆိုလို့ရှိရင်တော့ဒီနေရာကနေလှည့်ထွက်သွားတာအကောင်းဆုံးပဲအဲ့လိုမဟုတ်ဘူးကျွန်တော်ကြောက်ကရှိတယ်လို့မို့ရင်ကျွန်တော်ချစ်တဲ့သူတွေကျွန်တော်ခင်တဲ့သူတွေမှာကြောက်ကဖြစ်နေဒါမှမဟုတ်ကျွန်တော်ကျမ်းမာရေးဝန်ဆောင်မှုပေးနေသူဖြစ်တဲ့ကျမ်းမာရေးနယ်ပယ်ဖြစ်တဲ့အတွက်အရေးကြီးတယ်ဆိုရင်ဆက်နှထောင်ပေါ့နော်ဘာလို့လဲဆိုနည်းနည်းလေးစေးပညာပိုင်းဆိုင်ရာလေးတွေပါတော့ပြင်းစရာလေးတွေဖြစ်နေတယ်အခုပြောမှာကတော့ကြောက်ကယောဂအတွက်နှက်ဆေးပင်ဆိုတာဘာလဲဆိုရူဘာလို့ခေါ်တယ်ဆိုတော့ရူဘာနော်သူအာရှတိုင်းအထူးသဖြင့်တရုတ်မွန်ဂိုလီးယားတိဘက်နီပေါအဲ့လိုမျိုးအေးတဲ့ရာသီဥတုဒေသတွေမှာစပေါက်တာနောက်ပိုင်းကျတော့သူဥရောပကိုပြန့်သွားတာပေါ့နော်ယူရိုပကိုပြန့်သွားတယ်ပြန့်ပြီးတော့သူဆေးဝါးဖြစ်လေအသုံးပြုတယ်လူကြိုက်များတဲ့ချက်ပြုတ်တဲ့အင်းစားပင်ဖြစ်မလာခင်တုန်းကဆိုရင်ဒီပိုးလမ်းမကြီးတစ်လျှောက်မှာရောင်းဝယ်ဖောက်ကားတဲ့အဖိုးတန်ကုန်စည်တစ်ခုလည်းဖြစ်ခဲ့တယ်အခုခေတ်မှာတော့သူမြောက်အမေရိကနဲ့ဥရောပပါဝင်ပေါ့ temperate climates လို့ခေါ်မယ်တမမြတာတဲ့ရာသီဥတုရှိတဲ့နိုင်ငံတွေမှာစိုက်ပျိုးတယ်အဲ့တော့အာရှတိုက်ရဲ့မူလအစရူပါတရုတ်အနောက်ပိုင်းတိဘက်မွန်ဂိုလီးယားတောင်တန်းဒေသတွေမှာစပြုတယ်ဆေးဝါးရင်းမြစ်ကတရုတ်နိုင်ငံမှာဆိုရင်ဆေးဘက်ဝင်အပင်ဖြစ်အသုံးပြုတယ်နောက်ပိုင်းပိုးလမ်းမရတဲ့စင်ဥရောပကိုသွင်းတယ်ဈေးကြီးတဲ့ဝမ်းတုပ်ဈေးတစ်ခုအနေနဲ့အဲ့တုန်းကလူသိများတယ်အခုလည်းဝမ်းချုပ်တဲ့လူတွေစားကြတယ်နော်အဲ့အချက်ပြုတ်ပိုင်းဆိုင်ရာကြတော့ရူပါဥရောပကိုလည်းရောက်ပေါ်18ရာစုမှာပေါ့အထူးသဖြင့်အင်္ဂလန်မှာသူကအချက်ပြုတ်တွေဟင်းနေတဲ့ကိုလှုပ်တော့တာပဲအခုခေတ်သစ်စိုက်ပျိုးမှုအနေနဲ့ဆိုရင်တော့အမေရိကန်ပြည်ထောင်စုနဲ့ဥရောပရဲ့အစိတ်ပိုင်းတွေမှာတင့်တော်တဲ့ရာသီဥတုရှိတဲ့နိုင်ငံတွေမှာအမြဲတမ်းပင်ဖြစ်ကိုစိုက်တယ်ဥပမာအပြင်အင်္ဂလန်အနောက်ယောက်ချမ်းယာမှာရှိတဲ့ရူဘာထရီကန်ဒေသအဲ့ဘက်ဒီမှာဆိုရင်တော်တော်ကြီးကိုစိုက်ကြတယ်အမေရိကမှာလည်းစိုက်တယ်ဒါပေမဲ့သူကစောင်းနှင်းကြရင်တော့အပယ်မဖြစ်ဘူးຫນွေဒီမှာဖြစ်တယ်ဆိုတော့စောင်းနှင်းကြတော့သူကအေးခဲထားတဲ့ freeze လုပ်ထားတဲ့ဟာတွေကိုပဲသူတို့ရောင်းကြတယ်ပေါ့နော်ဟိုအမေရိကမှာဆိုလို့ရှိရင်၄ပေါင်လောက်ဖြစ်မယ်ထင်တယ်၄ပေါင်လောက်ကိုအေးခဲထားတာကဒေါ်လာ80လောက်သွားကြလိမ့်မယ်၄ပေါင်လောက်လားမသိဘူးပြန်ကြည့်လိုက်အောင်မှတ်ပြီးဝယ်ထားရလေးတွေနော်အဲ့တော့ရူဘာပင်ဘာတွေကောင်းတယ်လဲဆိုတာကိုခမရဘာထောက်ထားနဲ့ပြောမှလဲဆိုတော့ပြောမှာကတော့ National Institute of Health လို့ခေါ်တဲ့ NIH ပေါ့အဲ့ဒါ American အစိုးရရဲ့တရားဝင်အဖွဲ့အစည်းနော် American အစိုးရတည်ထောင်ထားတဲ့အဖွဲ့အစည်းအစိုးရတရားဝင် website အဲ့ဒီကတင်ထားတဲ့သုတေသနစာတမ်းတွေကိုပြောမှာသူတေသနာစာတမ်းတွေ9ဆောင်ဆိုတော့9ဆောင်လုံးကိုပြောလို့ရှိရင်မိုးလင်းကနေပြောမိုးချုပ်မှပြီးတော့မှဆိုတော့အဲ့ဒီကနေတက်နယ်လောက်နားထောင်နေတဲ့သူတွေနားလဲအောင်အနှစ်ချုပ်ပြီးတော့ရှောင်လို့ရတဲ့ဝါရစေပညာအကြောင်းတွေအနာတိုမီအကြောင်းတွေဇီဝဗေဒအကြောင်းတွေကိုအဲ့ဒီဝါရတွေကိုရလောက်ရှောင်သွားမယ်နော်မရတဲ့ဟာတော့မတတ်နိုင်ဘူးနည်းနည်းတော့ထည့်ပြောမယ်နော်ဟုတ်ပြီအဲ့တော့ပထမဆုံးသူတို့တင်တဲ့စာတမ်းလေးတစ်ခုကိုစပြောမယ်သူတို့တင်တဲ့စာတမ်းကတော့ uncovering the mechanistic basis of rhubarb ပေါ့နော် in the treatment of chronic kidney disease ဆိုတဲ့ဟာလေးပေါ့နော် integrated approach using network pharmacology molecular docking and experimental validation ဆိုတဲ့စာတမ်းလေးတစ်ခုရှိပောက်ကြရည်ရှောက်ပြောတဲ့အထင်မှာဆိုလို့လည်းရုပ်ပြရသေးတယ်နော်တခြားတော့မဟုတ်ဘူးအဓိပ္ပာယ်တော့နာတာရှည်ကြောက်ကယောဂကုသရတွင်တဲ့The Ruba ရဲ့ရန်တရားရဲ့အခြေခံကိုဖော်ထုတ်ခြင်းနဲ့နော်ပြီးတော့ကိုယ်ရဲ့စေဝါဗေဒ molecule ချိတ်ဆက်မှုနဲ့စမ်းသပ်အတည်ပြုချက်အသုံးပြုရေးပေါင်းဆက်ချင်းကပ်မှုဆိုတဲ့အဲ့ဒါစာတန်းနာမည်ဟုတ်ပြီအချင်းချုပ်လေးကိုကြိုပြောမယ်အချင်းချုပ်ကြိုပြောမယ်ဆိုတာကပြီးရင်ချက်ပြောမှာပါနော်ကြိုပြောမယ်ဆိုတာပါတော့နာတာရှည်ကြောက်ကယောဂ CKD ကိုကုသဖို့အတွက်အင်မတန်လာလာရှိတယ်ကိုပြရတယ်ဒါပေမဲ့ဆက်ပြီးတော့သူတေသနာတွေလှုပ်တော့စုံလျအောင်လှုပ်တော့အန်ဒီရရှိသလားမရှိဘူးလားလှုပ်တော့လောလောဆယ်မရှိဘူးဒီရွယ်ချက်ကတော့ဒီကူထုံးဆိုင်ရာပေါ့ရူဘာကူထုံးဆိုင်ရာအကျိုးသက်ရောက်မှုတွေနဲ့ CKD မှာအခြေခံရန်တရားဘာတွေရှိလဲဆိုတာစုံစမ်းတာ the materials and methods ဆိုတာသူတို့ဘာလဲဆိုတော့ပစ္စည်းတွေနဲ့နည်းလမ်းတွေမှာအရေးသွေးထိန်းချုပ်တာကိုသိကြဖို့အတွက် HPLC က Rubat fingerprint တစ်ခုသူတို့တည်ထောင်လိုက်ကြတာပေါ့နော် high performance liquid chromatography လို့ခေါ်တဲ့ HPLC က
အဲ့ဒီမှာ CKD ကူထုံးပြမှတ်တွေကိုဖော်ထုတ်ခဲ့တယ်ရောင်ရမ်းမှုတွေ oxidative stress လို့ခေါ်တဲ့ဖြီးစည်းမှုတွေသူတို့လေ့လာတဲ့ကြောက်ကစွမ်းဆောင်ရည်တွေကို ELISA လို့ခေါ်တဲ့နော် ELISA ဇီဝဓာတုစစ်ဆေးမှုတွေသူတို့အကဲဖြတ်တယ်ကြောက်ကဖွဲ့စည်းပုံနဲ့အနရွတ်ဖြစ်တာတွေကို mesenstainins တွေအသုံးပြုပြီးစစ်ဆေးတယ် hematoxylin eosins တွေအသုံးပြုပြီးစစ်ဆေးတယ်အနရွတ်ဖြစ်တာတွေ apoptosis ဖြစ်တာတွေ NFKB လမ်းကြောင်းလှူရှားမှုနဲ့ဆက်ဆက်တဲ့ protein ဖော်ပြမှုတွေကိုသူတို့ western blotting တွေနဲ့တိုင်းတယ်ဒါတွေအခုနားထောင်တဲ့လူတွေနားလဲမှာမဟုတ်ဘူးပေါ့နော်ဒီနေပယ်မဟုတ်ရင်တော့နားလဲတဲ့နေပယ်ဆိုနားလဲမယ်ရေးမကြည့်ဘူးနားလဲလဲမလဲလဲအတလွတ်ပြောနေတာမဟုတ်ဘူးထင်ရတွေလျှောက်ပြောတာမဟုတ်ဘူးဆိုတာသိအောင်ထောက်ထားတွေကိုရွတ်ပြနေတာနော်ကိုလည်းရှင်းရှင်းပြောရရင်အဲ့ဒီဓာတ်ခွဲတဲ့အားတွေပါနားမလဲဘူးအဲ့ဒီဘိုင်းတွေကိုတင်ခဲ့တာမဟုတ်ဘူးကိုတင်ခဲ့တာ pharmacy ဘိုင်းတွေဒါပေမဲ့ဒေသတွေသိအောင်လို့နည်းနည်းလေးရှင်းပြတာပေါ့နော်ဆိုတော့ခုနပြောတဲ့ ELISA တွေနဲ့တိုင်းတာတယ်ဆိုတော့ ELISA တွေနဲ့စစ်ဆေးတယ်ဆိုတော့ ELISA ဆိုတာသူက enzyme linked immunosorbent assays လို့ပြောတာသူကအရေးနမူနာတစ်ခုမှရှိတဲ့ protein တွေ antigen တွေ hormone တွေရဲ့တိကျ dressing တွေကိုရှာဖွေတိုင်းတာ enzyme တွေနဲ့ချိတ်ဆက်ထားတဲ့ပရိစီဝါတွေကိုအသုံးပြုတဲ့ဒီအသုံးများတဲ့ဓာတ်ခွဲခန်းစစ်ဆေးမှုပဲအဲ့လိုဟာကိုပြောတာเนาะအဲ့ laboratory ကိစ္စတွေရောကိုလည်းမတတ်ပါဘူးဒါပေမဲ့စာတမ်းမှာပါတာလေးကိုပြောပြတာပါသူတို့ virus တွေစစ်ဆေးဖို့သွေးစစ်ဖို့ဒါမှမဟုတ်လဲ tumor mark ပေါ့အကျိမှတ်သားတွေဘယ်လောက်ရှိလဲဆိုတော့တိုင်းဖို့ယောဂရှာဖွေတဲ့နေရာတွေမှာကြဲကြဲပြဲပြဲအောင်သုံးတယ်ဓာတ်ခွဲခန်းလူတွေဆိုအခုပြောနေတာကိုနားထောင်ပြီးသူတို့သိတယ်เนาะအဲ့ဒီ ELISA ဆိုတာကိုเนาะ apoptosis ဆိုတာတော့တက်ရှိတစ်ခုရဲ့ကြီးထွားမှုဒါမှမဟုတ်ဖွံ့ဖြိုးတိုးတက်မှုနဲ့သူတို့ရဲ့ပုံမှန်ထိန်းချုပ်ထားတဲ့အစိတ်ပိုင်းတွေအဖြစ်ပေါ်လာတဲ့ cell တွေတည်သွားတော့ပြောတာအဲ့ cell တွေနဲ့ပတ်သက်တာကိုပြောတာအဲ့ဒါတွေကိုတိုင်းတာပြောတာเนาะ apoptosis တွေကိုတိုင်းတာလဲဘာနဲ့တိုင်းလဲ western blotting နဲ့တိုင်းနေဒါတွေပေါ့ဒါတော့ခုနပြောတဲ့ lab ကလူတွေသိတယ်ရက်လက်တွေကဘာတွေဖြစ်လဲဆိုတော့ရက်လက်တွေတော့သူတို့တော်တော်ကောင်းတာတွေ့တယ်ဒီ Ruber ရဲ့မြင်မာတဲ့ batch to batch ပေါ့အတုပ်လက်ညီညွတ်မှုတွေကိုသူတို့အတီးပြုတ်နိုင်တယ်အဲ့ဒီမှာသူတို့ဘာတွေတွေ့လဲဆိုတော့ Ruber မှာသူတို့က anthraquinone လို့ခေါ်တာပေါ့နော်အဲ့ anthraquinone 5မျိုးတွေ့တာပေါ့နော် allo imodin တို့ rhine တို့ imodin တို့ chrysophenol တို့ faxion တို့အဲ့လိုဟာလေးတွေကိုသူတို့သွားတွေ့တယ်ကိုရဲ့အဲ့ဒီစေဝါပေရမှာ CKD နဲ့ဆက်ဆက်နေတဲ့ protein 2598ခုကိုပြစ်မှတ်ထားပြီးတက်ကြွတဲ့ဓာတ်ပေါင်းတွေ19ခုလည်းသူတို့ဖော်ထုတ်နိုင်ခဲ့တယ်အဲ့တော့အဲ့ဒါကြီးကြော်လိုက်မယ်ပြောရင်ပြင်းလာလိမ့်ပါဘောနော်အဲ့တော့ဒီခွဲခြမ်းစိတ်ဖြာမှုတွေမှာဘာတွေတွေ့လဲဆိုတာတော့ပြောမယ် CKD ပေါ့ CKD ဖြစ်နေတဲ့ကြွက်တွေပေါ့ model ကြွက်လေးတွေမှာသူတို့ Ruber ကသွေးယူရီးယားပေါ့သွေးယူရီးယား nitrogen လို့ခေါ်တယ် BUN လို့ခေါ်တယ် BUN ဆိုတာဒါကြောက်ကသမားတွေဓာတ်ကောကန်းသွားပြီးတော့စစ်ရတယ်ဆရာဝန်ကစစ်ခိုင်းတယ်ဆို BUN ပါလာတတ်တယ်အဲ့တော့သူတို့ BUN ဆိုတာကကြောက်ကဖြစ်နေတဲ့လူတွေသူတို့သိတယ်ဆေးစစ်နေကြလူတွေနော်အဲ့ဒီဟာ CKD ဖြစ်နေတဲ့ model ကြွက်ကလေးတွေပေါ့ကြွက်ကလေးတွေမှာတော့ Ruber နဲ့ကျွေးပြီးတော့စမ်းကြည့်တဲ့အခါမှာတော့အဲ့ BUN လို့ပြောတဲ့ blood urea nitrogen ပြီးတော့ serum creatinine လို့ခေါ်တဲ့ဒီ creatinine ပေါ့ကြောက်က acid ဓာတ်တွေပြီးတော့ uric acid ပေါ့ UA လို့ခေါ်တယ်အဲ့ဒါတွေညော့သွားတာသွားတွေ့တယ်ညော့တဲ့အပြင်မှာကြောက်က function လို့ခေါ်တယ်ကြောက်ကလုံဆောင်ချက်တွေလည်းတိုးတက်ကောင်းမွန်တာမှာတိတိတသာယူတိုးတက်ကောင်းမွန်တာအဲ့ဒါကိုတွေ့တယ်နော်ဒါလေးကတော့ပြောပြလို့ရတယ်နားထောင်လို့လည်းရတယ်ဟိုဟာတွေလို့စိတ်မရှိပါဘူးပြီးတော့ tissue ဗေဒဆိုင်ရာလေ့လာမှုတွေရကုသပြီးတဲ့နောက်မှာ glomerulosclerosis ပြီးတဲ့အခါ tubular atrophy ပြီးတဲ့အခါ interstitial fibrosis ပေါ့ပြီးတဲ့အခါ inflammatory infiltration ပေါ့ရောင်ရမ်းမှုတွေစိတ်ဝင်လာတာပေါ့နော် inflammatory ဆိုတာရောင်တာ infiltrate ဆိုတာစိတ်ဝင်လာတာအဲ့ဒါကြီးညော့နေတာသွားတွေ့တယ်နော်ခုနကပြောတဲ့ glomerulosclerosis ဆိုတာလေးကိုစိတ်ရှုပ်သွားလိမ့်မယ်အဲ့ဒါလေးညော့နေသွားတယ်ဆိုတာအဲ့ဒါဘာလဲဆိုတော့လေကြောက်ကမှရှိတဲ့တင်းငယ်တဲ့စစ်ထုတ်ယူနေလေးတွေဖြစ်တဲ့ glomeruli လေးတွေကမာကျိုးပြီးအနရွတ်တွေဖြစ်သွားတာသိလားအဲ့သွေးရဲ့အညစ်အကြေးတွေကိုစစ်ထုတ်နိုင်စွမ်းနေလဲလုံးဝကြောက်သွားအဲ့ဒီဟာတွေကိုညော့နေသွားစေတယ် rubber ကိုကျွေးလိုက်တဲ့ကမှာကြွက်ကလေးတွေကိုအဲ့ဒါကောင်းချက်ကတစ်ချက်နောက်ပြီးတော့ tubular atrophy ဆိုတာရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ကြောက်ကပြုံငယ်လေးကျုပ်သွားတာအဲ့ဒါကြတော့စစ်ထုတ်တဲ့ယူနစ်မဟုတ်ဘူးပြုံလေးတွေအဲ tubular atrophy ဆိုတဲ့စကားလုံးကနာတာချီကြောက်ကပြုံငယ်လေးတွေမှာဒဏ်ရာနာတာချီရသွားတယ်အထွေထွေအသုံးလုံးတစ်ခုဖြစ်တယ်နော်သူတို့ကကျုပ်သွားတယ်ပေါ့ကျုပ်သွားပြီးတဲ့ကအနည်းတွေဖြစ်လာတယ်ဖြစ်လာပြီးတော့ဘာတွေထပ်ဖြစ်လဲဆိုတော့အောက်ကအမေးပါးတွေထုလာတယ်အဲ့ဒါလူဆက်ကတွေဖြစ်တာဘယ်လိုလူမျိုးတွေဖြစ်လဲဆိုတော့အဲ့နာတာချီကြောက်ကယောဂ CKD ဆိုတဲ့လူတွေမှာဖြစ်တဲ့အဓိကလက္ခဏာအဲ့ဒါပဲအဲ့တော့ glomerular စစ်ထုတ်မှုနှုန်းလို့ခေါ်တဲ့ GFR စစ်ထုတ်မှုနှုန်းကျသွားတာနဲ့ဆက်သလိုပြီးတော့အဲ့ tubular atrophy ဆိုတဲ့ကြောက်ကပြုံငယ်လေးကြီးကျုံသွားတာအဲ့နှစ်ခုကကြောက်က CKD ယောဂဖြစ်တဲ့လူတွေမှာဖြစ်တယ်အဓိကဖြစ်တာအဲ့ဒါပဲအဲ့ဒီဖြစ်နှုန်းတွေကို rubber ကျွေးလိုက်တဲ့အခါမှာကြွက်ကလေးတွေမှာကျဆင်းသွားတာတွေ့တယ်ဟာခင်ဗျကြွက်တွေပဲပြောနေတယ်ဆိုနေစိတ်ရှိလေးနားတော့လူတွေလည်းလာလိမ့်မယ်နော်ကြွက်နဲ့စမ်းသက်တာကိုပြောမယ်လူနဲ့စမ်းသက်တာကိုပြောမယ်အစင်းစမ်းသက်တာတွေပြောဖို့အတွက်ဥတည်နေတာပါပြီးတဲ့အခါ interstitial fibrosis ဆိုတာရှိတယ်အဲ့ဒါကြောက်ကအနရွတ်ဖြစ်ခြင်းလို့ခေါ်တယ်ကြောက်ကပြုံနေတဲ့ glomeruli တွဲမှာ tissue တွေမှာ collagen လိုမျိုး cell ပြင်ပဒီ matrix protein တွေအလွန်ကျွံစုပုံလာတာပေါ့နော်
အဲ့ဒီအနေရုပ်တွေကနာရာရှည်ကြောက်ကယောဂါတွေဖြစ်တယ်နာရာရှည်ရောင်ရမ်းမှုတွေဖြစ်တယ်နာရာရှည် cell ပျက်စီးမှုတွေဖြစ်ပြီးတော့ပုံမှန်ကြောက်ကဖွဲ့စည်းပုံတွေပျက်စီးတယ်ကြောက်ကလှုပ်ဆောင်ချက်တွေဆုံးရှုံးလာတယ်စီးကျူကြောင့်သွေးတိုးကြောင့်ကြောက်ကပြက်ရပါတယ်စီကီတီဖြစ်ရပါတယ်ဆိုတော့အဲ့စီးကျူသွေးကျူအကြောင်းကံကိုစောစောစီးစီးတွေ့အောင်ရှာပြီးကုရင်တော့ဒီလိုမျိုးဆိုးရွားလာတယ်ကိုနှေးကွေးစေတာပေါ့နော်အဲ့တော့ပြန်ပြောမယ်ချုပ်ပြီးတော့ပြောမယ် glomerulosclerosis ဆိုတဲ့ကြောက်ကမှာရှိတဲ့သေးငယ်တဲ့စစ်ထုတ်တဲ့ unit တွေမှာအနေရုပ်ဖြစ်တဲ့ညှော်နှင်းစေတယ်ရူပါစားတဲ့အတွက်နောက် tubular atrophy ဆိုတဲ့ကြောက်ကပြုံငယ်လေးတွေကျုပ်သွားတဲ့စီကီတီသမားတွေလုံးဝဖြစ်ကြတဲ့ကိစ္စအနေရုပ်တွေဖြစ်တဲ့အောက်ကမေးပါတွေထူလာတယ်အဲ့ဒီဟာတွေကိုရောပါသွားစေတယ်ရောပါဆိုတာတိတိတတ်တာရော့တာနော်ရောယုံလေးပို့ဘူးပြီးတဲ့အခါ glomerular filtration လို့ခေါ်တဲ့ GFR စစ်ထုတ်မှုနှုန်းတွေရော့သွားတာကိုကောင်းလာစေတယ်ပြီးတော့ interstitial fibrosis လို့ခေါ်တဲ့ကြောက်ကအနေရုပ်ဖြစ်ခြင်းကြောက်ကပြုံနေ glomeruli တစ်ဝိုက်မှာ tissue တွေမှာ collagen တွေလိုမျိုး cell ပြင်ပ matrix protein တွေအလုံးကျုံပုံလာတာတွေဖြစ်တယ်အနေရုပ်တွေဖြစ်တယ်နာရာရှည်ကြောက်ကတွေဖြစ်တယ်ရောင်ရမ်းမှုတွေဖြစ်တယ် cell တွေဖြစ်တယ်ကြောက်ကဖွဲ့စည်းပုံတွေဖြစ်တယ်ကြောက်ကဆွမ်းဆောင်ရည်ဖြစ်တယ်အဲ့ဒီဟာတွေလည်းသူကတော်တော်ရုပ်သီးသတာတိုးတက်လာတာတွေ့တယ်အဲ့တော့ ruba ဘယ်လောက်အကောင်းလဲဆိုတော့ collagen 1 collagen 3ပြီးတော့ alpha SMA TGF beta တွေပါဝင် renal fibrosis marker တွေတိတိတတ်တာညှော်နေစေတယ်ရောင်ရမ်းမှုဖြစ်စေတဲ့ဒီ cytokine အဲ့ဒါတွေကိုလည်းတိတိတတ်တာနှိမ့်နေတယ်ကျန်တဲ့စကားလုံးတွေကြော်ခဲ့တယ်ရောင်ရမ်းမှုဖြစ်စေတဲ့ဟာလို့ပဲပြောလိုက်တာကျန်တဲ့အခေါ်အဝေါ်တွေရှုပ်သွားမှဆိုလို့ထားခဲ့လိုက်တယ်အဲ့တော့ဘာတွေပြန်ကောင်းလာလဲဆိုတော့ antioxidant enzyme တွေလှုပ်ရှားမှုတွေကိုပြန်ကောင်းစေတယ်နောက်တစ်မျိုးကြည့်သေးတယ်အရန်ခက်တဲ့အခေါ်အဝေါ်တွေမပြောပြတော့ဘူးအဲ့ဒါတွေလည်းကောင်းစေတယ်နော်အဲ့လိုကောင်းစေတယ်လို့သာမှတ်လိုက်တော့ apoptosis နဲ့ဆက်ဆက်နေတဲ့ protein တွေက BCL2 ကိုမြင့်တင်ပေးတယ်နောက်မကောင်းတဲ့ဟာတွေထပ်ပြီး short ချပေးတယ် molecule ချိတ်ဆက်မှုတွေကလည်း ruba ရဲ့အဓိကဓာတ်ပေါင်းတွေမှာ TNF နဲ့ IL6 လိုမျိုးအဓိကပြစ်မှတ်တွေနဲ့ချိတ်ဆက်ထားတဲ့ဟာတွေကိုအတည်ပြုတယ်အဲ့ဒါတွေလည်းဖယ်လိုက်ရှုပ်တယ်အကောင်းဆုံးကတော့ခုနကပြောခဲ့တဲ့စကားလုံးပဲကြောက်ကဘာဖြစ်တယ်လဲ ruba က NFKB လမ်းကြောင်းကနေတဆင့်ကြောက်ကချွေရင်းမှုတွေအနေရုပ်ဖြစ်တာတွေကြောက်ကရောင်တာတွေ apoptosis ဖြစ်တာတွေကိုတိတိတတ်တာကြီးကိုရော့ဝါပစေပြီးတော့ CKD ဖြစ်နေတဲ့သူတွေရဲ့နောက်ဆက်တွဲကုထုံးဖြစ်ပုံမှန်ကုနေတဲ့တမဲဦးကြကုထုံးတွေနဲ့တွဲတာကအလားလာတွေအများကြီးရှိတယ်လို့ကြွက်တွေကိုစမ်းသပ်ရင်းနဲ့တွေ့တယ်နော် NFKB လမ်းကြောင်းကတဆင့်ကြောက်ကချွေရင်းမှုတွေရော့စေတယ်အနေရုပ်ဖြစ်တာရောင်ရမ်းတာရော့တယ်လို့ပြောတယ်ခုနကတော့ NFKB ဆိုတာဘာလဲ NFKB လမ်းကြောင်းဆိုတာcell တွေထဲမှာရှိတဲ့ကိုယ်ခံနဲ့ရောင်ရမ်းမှုတုံ့ပြန်မှုတွေကိုပြောတယ်စိတ်ဖိစီးမှုနဲ့ cell ရှင်သန်မှုတွေကိုထိန်းညှိပေးတဲ့လမ်းကြောင်းတစ်ခုဖြစ်တယ်နော်အဲ့ဒါအခုပထမဆုံးစာတန်းပေါ့စာတန်း9ခုတည်းကတစ်ခုကိုပြောပြတာကြွက်တွေကိုစမ်းသပ်တာကိုပြောတာနောက်တစ်ခုပြောတဲ့စာတန်းကတော့ဘာလဲဆိုတော့ clinical effect of ruba on the treatment of chronic renal failure ဆိုတဲ့စာတန်းတစ်ခုပေါ့နော်သူက metadata analysis ပေါ့သူကနာရာရှည်ကြောက်ကပစ္စည်းမှုကုသမှုပေါ်မှာ ruba ရဲ့လက်တွေ့အကျိုးသက်ရောက်မှုဆိုတဲ့စာတန်းအဲခေါင်းစဉ်နဲ့ metaခွဲခြားစိတ်ပြန်မှုသူကလာတာအဲ့ဒါက2023 April 20ကသူတို့တင်ထားတာသူတို့ရဲ့ရည်ရွယ်ချက်ကတော့ဘာလဲဆိုတော့နာရာရှည်ကြောက်က failure ဖြစ်တာပေါ့နော် CRF လို့ခေါ်တယ်အဲ့ဒါကိုကုသဖို့အတွက် ruba ရဲ့ထိရောက်မှုကိုသူတို့ကဲဖြတ်ဖို့လုပ်တယ်နာရာရှည်ကြောက်ကပစ္စည်းမှုမှာ ruba အခြေခံတဲ့ကုထုံးဘေးကင်းမှုဘယ်လောက်ရှိလဲဆိုတာစူးစမ်းမှုသူတို့လုပ်တယ်အဲ့နီလန်တွေကတော့ဘာတွေလုပ်လဲဆိုတော့ဆေးဘက်ဆိုင်ရာ electronic database တွေမှာနာရာရှည်ကြောက်ကပစ္စည်းမှုကုသတဲ့အခါ ruba ရဲ့ကြာပန်းနဲ့random ပေါ့ကြာပန်းနဲ့တော့တဝက်ကြာပန်းထိန်းချုပ်ထားတဲ့စမ်းသပ်မှုတွေကိုရှာဖွေပြီးတော့သူတို့က Redman 5.3 ဆိုတဲ့ software တွေနဲ့သူတို့အသေးချာကိုခွဲခြမ်းပြီးစိတ်ပြတာအဲ့ software တွေကိုနားမလည်လဲရတယ်တမင်သက်ထည့်ပြောတာပြောကြတယ်ပြောတာမဟုတ်ဘူးဆိုတာသိအောင်ထောက်ထားဖြစ်အောင်လို့ results ပေါ့ရလဒ်ကတော့ကုသမှုအုပ်စုမှာသူတို့ကအုပ်စုက1484အောင်ရှိတယ်နော်အဲ့ဒီမှာနည်းနည်းတော့မဟုတ်ဘူးထိန်းချုပ်အုပ်စုက1312ထိန်းချုပ်ထားတဲ့လူနာလေးလာမှုစာတန်း34ခုမှာလူနာစုစုပေါင်း2986ယောက်ထည့်ထားတယ်။မက်တာခွဲခြမ်းစိတ်ဖြတ်မှုရလဒ်တွေအရသွေးရည်ကြီး creatinine ပေါ့ serum creatinine level တွေပေါ့နော်ပြီးတော့သွေး urea nitrogen တို့ရဲ့ BUN ဒါအခုကလူတွေကိုစမ်းသပ်တာဖြစ်သွားပြီနော်ကြွက်မဟုတ်တော့ဘူး။နောက်ပြီး creatinine ရှင်းလင်းမှုပေါ့နော် creatinine တွေဘယ်လောက်တန့်ရှင်းသွားအောင်လုပ်မယ်ဆိုတော့ဒီ creatinine clearance rate လို့ CCR လို့ခေါ်တယ်အဲ့ဒီရှင်းလင်းမှုတွေနောက် hemoglobin ပေါ့သွေးနီဥတွေနဲ့ uric acid အဲ့ဒီဟာတွေကအများကြီးတွတ်တက်လာတော့တွားတွေ့တယ်ရာခိုင်နှုန်းနာမည်တွေမပြောတော့ဘူးရှုပ်လို့အတိုင်းတာတွေမပြောတော့ဘူးရှုပ်လို့နော်နားထောင်နေတဲ့လူလိုရင်းရောက်သွားစေခြင်းလို့အဲ့တော့နာရာရှည်ကြောက်ကယောဂ failure ဖြစ်တယ်ပြက်ယွင်းလာတဲ့လူနာတွေယောဂလက္ခဏာတွေတိုးတက်ကောင်းမွန်လာတဲ့စုစုပေါင်းထိရောက်မှုနှုန်းက95ရာခိုင်နှုန်းဗျနော်95ရာခိုင်နှုန်းလူတွေကိုရူပါကျွေးပြီးစမ်းသပ်တာ95ရာခိုင်နှုန်းအဲ့တော့ဒီစာတန်းကိုဒီလောက်နဲ့ဒီကုန်းချုပ်လိုက်မယ်နောက်စာတန်းတစ်ခုကိုသွားမယ်ဘာဖြစ်လို့လဲဆိုတော့ချုပ်နေတာ
အဲ့တော့ဒီကုန်းချုပ်ပြောမယ်ဒီစနစ်တကျပြန်လဲသုံးသပ်တဲ့ meta analysis က Ruba မှာအပြုသဘောဆောင်တဲ့ကုထုံးရှိနေတာကိုတွားတည်တယ်ဒီ Ruba အပင်မှာတွေ့နေတယ်အဲ့တော့ခုနထိန်းချုပ်ထားတဲ့အဖွဲ့နဲ့နှိုင်းယှဉ်မယ်ဆိုရင် Ruba တစ်ခုတည်းဒါမှမဟုတ် Ruba ပါတဲ့ drug ပေါင်းကသွေးရည် creatinine သွေး urea nitrogen uric acid ကိုတိတိတသားကြီးကိုထူးထူးခြားခြားကြီးကိုရှော့ချပေးနေတာတွားတည်တယ် creatinine clearance rate ကိုဒီကြောက်ကစိတ်သက်ရှင်းလင်းမှုနှုန်းတွေကလည်းအကြီးကျယ်မြင့်နေတာကိုတွားတွေ့တယ်ယောဂလက္ခဏာတွေကျဆင်းသွားတာကိုတွေ့တဲ့အတွက်ဒီ Ruba ကိုအားကိုးစရာဖြစ်သူတို့ဆရာဝန်တွေဆက်ပြီးလောလောဆယ်ဆုံးဖြတ်ထားတယ်ဒါပေမဲ့ hemoglobin တိုးမြင့်တဲ့နေရာမှာတော့အရန်ကြီးစွမ်းထက်တာတော့တိတ်မတွေ့ဘူးပေါ့နော်ဘာလို့ hemoglobin ပြောရလဲဆိုတော့ကြောက်ကယောဂဖြစ်ပြီဆိုရင်အဲ့လူကသွေးရနည်းသွားတယ်သွေးရကောင်းဖို့ဆိုတာက urine ချင်စီကထုတ်လုပ်ပေးမှကြီးပဲဥရိယထုတ်လုပ်ပေးမှကြီးပဲလေမဟုတ်သေးဘူးကြောက်ကလည်းကောင်းမှုလိုသေးတာပေါ့နော်သွေးရကောင်းမှုချက်လက်တွေအများကြီးရှိတယ်ဂလီစာတွေရဲ့ဗန်ပုံမှုကအဲ့မှာကြောက်ကမကောင်းတဲ့လူကလည်းသွေးရနည်းတတ်တယ်သွေးပေါင်တွေလည်းကျတတ်တယ်အဲ့ဘိုင်းမှာတော့သူကတားကြီးမတွေ့သေးဘူးလို့ပြောတယ်မတွေ့သေးဘူးဆိုတော့လေကြောက်ကယောဂတွေတခြားအကြောင်းတွေကိုဆက်ပြီးတော့ကောင်းနေပြီဆိုမှတော့သူနဲ့ဆက်နေတဲ့ hemoglobin တွေကလည်းနောင်အထောက်ထားတွေအထောက်အကူတွေအများကြီးရမှာပဲเนาะအဲ့တော့ဒီစာတမ်းကိုဒီလောက်နဲ့ချက်တယ်ဒါလူတွေကိုစမ်းသပ်တာလူတွေစမ်းသပ်တာကိုထပ်ပြောအောင်ပါဘာဖြစ်လို့လဲဆိုတော့ဒီဟာကတော်တော်ခိုင်မာတဲ့စာတမ်းတွေဖြစ်နေတယ်အမေရိကန်ဆိုရရဲ့တရားဝင်ကျန်းမာရေး website မှာတင်ထားတာဖြစ်နေတယ်တင်တဲ့သူတွေဒီ paper တင်တဲ့သူတွေဒီလည်းတကယ် professor ကြီးတွေတကယ် doctor ကြီးတွေတကယ် scientist တွေပဲတင်ထားတာဖြစ်တယ်သို့တော်စကားတစ်ခုဖြတ်ပြောမယ်ဒီနားကနေလက်ထွက်သွားတဲ့သူတွေဒီနေရာကနေရှေ့ဆက်နားမထောင်မဲ့လူတွေကိုပြောချင်တာ Ruba မှာအမြင့်ဆိုတာရှိတယ်ရိုးရံဆိုတာရှိတယ်အရွက်ဆိုတာရှိတယ်တွေ့ကြရအစိပ်ပိုင်းစားလို့မရပါဘူးเนาะမဆိုင်တဲ့နေရာသွားစားမိရင်သိပါတယ်ဘာလို့သိရလဲဆိုတော့ကြောက်ကတ်ထဲမှာအကြီးကျယ်ကြောက်တွေတက်ပြီးတော့အဲ့ဒီ renal stone တွေ kidney stone တွေဖြစ်ပြီးပိတ်ဆို့ပြီးသေတတ်ပါတယ်เนาะစားတဲ့အပိုင်းမစားတဲ့အပိုင်းပြီးမှဆက်ပြောအောင်မယ်အဲ့တော့အခုပြောခဲ့တဲ့စာတမ်းကဘယ်နှဆောင်မှမရှိသေးဘူးအရန်ရှည်နေပြီမိနစ်20လောက်ဖြစ်နေပြီဆိုတော့နောက်တဲ့စာတမ်းတစ်ခုပေါ့ evolution of Ruba supplementation in stage 3 and 4 of chronic kidney disease ဆိုတဲ့နာရာရှည်ကြောက်ကယောဂအဆင့်3နဲ့4မှာ Ruba ဖြည့်ဆွတ်စာတွေကျွေးပြီးတော့အကဲဖြတ်တဲ့စမ်းစစ်တဲ့ဆိုတဲ့စမ်းသပ်မှု clinical trial ပေါ့နော်ဒီတက်ခွဲကမှလူသားတွေနဲ့စမ်းသပ်တဲ့ဟာကိုနောက်တစ်ပိုင်းအပိုင်းနောက်တစ်ခုအနေနဲ့ပဲပြောဖို့အတွက်ရန်နာလိုက်ပါတယ်အစကတော့တောက်လျှောက်ပြောသားမလို့ပဲဒါပေမဲ့တကယ်တမ်းကျတော့ပြောနေမိနစ်20ဖြစ်လာတော့နောက်ထောင်တဲ့လူတွေစိတ်ပန်းသွားမှဆိုလို့နောက်တဲ့အပိုင်း20ပြောမယ်အဲ့ဒီအပိုင်းတွေမှာလဲ Ruba ရဲ့ဘယ်စိတ်ပိုင်းတွေမှာစားရမယ်ဘယ်စိတ်ပိုင်းတွေကိုရှောင်ရမယ်ဘယ်လိုစားရင်အကျိုးရှိတယ်ဆိုတာကိုပြောပါမယ်ဘယ်နေရာမှာရနိုင်တယ်ဆိုတာလည်းပြောပါမယ်နော်ဘယ်လို Ruba ကိုရှာရမယ်ဆိုတာလည်းပြောပါမယ်ပြီးတဲ့အခါဒီ Ruba အကြောင်းတွေစာတမ်းတွေပြီးသွားရင်ဒီ Ruba ကိုဘယ်လိုစားရမှာလဲဘယ်လိုချက်ပြုတ်ရမှာလဲအဲ့ဒီစားနည်းတွေလည်းပြောမယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒီ Ruba ကိုအမေရိကန်မှာထာမနာပင်လို့ခေါ်တယ်အပင်နာမည်လေဘာဖြစ်လို့ထာမနာပင်လဲဆိုတော့သူ့ကကျင်ပြုံးရတာလေရှိတော့သူ့ကိုယိုထိုးလိုက်တယ်ယိုထိုးပြီးတော့မုတ်နေတဲ့မှာထာမနာတုတ်ပြီးစားရတဲ့အတွက်အဲ့ဒီပင် Ruba ပင်လို့မခေါ်ဘဲနဲ့အရက်ထဲမှာအမေရိကန်မှာဆိုလို့ရှိရင်တော့ Pine Plant လို့ခေါ်တယ်ထာမနာပင်ပေါ့လူပြောရအောင်နော်ထာမနာအထက်မှာအစာသွတ်တာပေါ့ထာမနာဆိုတာအဲ့ဒါကြောင့် Ruba နဲ့ပတ်သက်တဲ့စားနည်းလည်းပြောမယ်ဘယ်နေရာရနိုင်မလဲဆိုတဲ့အားလေးလမ်းစာရှာပေးမယ်ချက်ပြုတ်နည်းလည်းပြောမယ်ဒီနေ့ဒီလောက်နဲ့ရလိုက်ပါတယ်အပိုင်း1လို့ပဲသဘောထားလိုက်ပါပုံမှန်တင်ဆက်ပေးနေတဲ့သတင်းသုတနဲ့ကျမ်းမာရေးအကြောင်းအရာတွေကိုမျက်ခြေပြတ်မသွားဘူး CLGK Channel ကို Like Share နဲ့ Subscribe လုပ်ထားလို့ရပါတယ်အားလုံးကျမ်းမာကြပါစေ